စ်တဲ့ဆိုတစ္ဆာဂရီတွေတထပေးသူကိုမျက်လုံးမကောင်းကြီးကျမယုံကြည်မိလို့မာယာမှုသာမြမသိခင်ရနာကျင်ခံစားလိုက်ရမှာအခန်းငယ်ထဲမှာကြိတ်ကတယောက်တည်းကိုဘဝတဲ့စာချက်တာဆိုနားထောင်ကောင်းတဲ့သူရဲ့စကားတန်ရှူအဟုံးမပြီးမှကျမပျော်ရွှင်ခဲ့လို့ရည်ရွယ်ထားတဲ့အိမ်မက်ဘဝတရားတွေပေးပြီးဝေးထွက်သွားနောက်တစ်ယောက်လည်းမသူတာတာရမချစ်ရင်စာကလေးကလာပြီးမှအပတ်တန်နဲ့ကွာဘယ်ဘဝကညို့ကြောင်များအသေးကိုစိတ်လိုက်ခွဲလို့သွားသစ္စာမရှိရင်စာကလေးကမာနာနာလမ်းရဲ့တင်မှာအရဲ့ချမီလို့များစေပေါ်သွားတာလားပြောပါပြောတော့ချစ်တယ်ဆိုတစ္ဆာဂရီတွေတထပေးသူကိုမျက်လုံးမကောင်းကြီးကျမယုံကြည်မိလို့မာယာမှုသာမြမသိခဲ့ရနာကျင်ခံစားလိုက်ရမှာအခန်းငယ်ထဲမှာကြိတ်ကတယောက်တည်းကိုဘဝတဲ့စာချက်တာဆိုနားထောင်ကောင်းတဲ့သူရဲ့စကားတန်ချူအဟုံးမပြီးမှကျမပျော်ရွှင်ခဲ့လို့ရည်ရွယ်ထားတဲ့အိမ်မက်ဘဝတရားတွေပေးပြီးဝေးထွက်သွားနောက်တစ်ယောက်လည်းမသူတာတာရမချစ်ရင်အစာကလေးကလာပြီးမှမပတ်တဲ့နဲ့ကွာဘယ်ဘဝကညို့ကြောင်များအသေးကိုစိတ်လိုက်ခွဲလို့သွားသစ္စာမရှိရင်စာကလေးကကျမနာနာမလန်းခဲ့တဲ့မှာရဲ့ချမီလို့များစေပေါ်သွားတာလားမချစ်ရင်စာကလေးကမပတ်တဲ့နဲ့ကွာဘယ်ဘဝကညို့ကြောင်များအသေးကိုစိတ်လိုက်ခွဲလို့သွားသစ္စာမရှိရင်စာကလေးကကျမနာနာလမ်းရဲ့တင်မှာရဲ့ချမီလို့များစေပေါ်သွားတာလားပြောပါရဲ့ချမီ